သား6ရဲ့ skin care ingredient တွေကိုအသုံးပြုတဲ့အခါမှာနီလန်း2မျိုးနဲ့အသုံးပြုလို့ရပါတယ်။ဒေါက်တာကတော့လပဆိုင်ရာဆရာဝန်ဒေါက်တာ IV ပဲဖြစ်ပါတယ်။ဒေါက်တာအခုပြပြမဲ့နီလန်းကိုAdapalene လို့ vitamin A cream နဲ့ retinol လို့ serum မျိုးတွေမှာအသုံးပြုလို့ရပါတယ်။အဲ့ဒါအပြင်တချို့လူတွေမှာအသား6တက်တဲ့ alpha hydroxy acid concentration ပြင်းတဲ့ serum မျိုးတွေပြီးတော့ niacinamide concentration အများများတဲ့ serum မျိုးတွေမှာလည်းအသား6တက်တယ်ဆိုရင်ဒီနီလန်းကိုအသုံးပြုကြည့်လို့ရပါတယ်။ပထမနီလန်းကတော့ sandwich method ပေါ့နော် moisture sandwich method လို့လည်းခေါ်ကြပါတယ်။ဒီနီလန်းမှာပထမအလွှာကို acid တွေ niacinamide လို့ active ingredient တွေမပါတဲ့My formula moisturizer မျိုးကိုပထမတစ်လွှာလိမ့်မယ်ပြီးရင်ဒုတိယတစ်လွှာမှာခုနကပြောတဲ့အသား60တက်တဲ့ vitamin A cream လိုမျိုးတွေ retinol လို serum မျိုးတွေကိုဒုတိယအလွှာမှာလိမ့်မယ်ပေါ့နော်ပြီးရင်တတိယအလွှာမှာကျတော့ပထမအလွှာမှာအသုံးပြုထားတဲ့ moisturizer ကိုပဲပြန်ထပ်လိမ့်တဲ့သဘောပါ moisture အလွှာနှစ်ခုကြားမှာဒီအသား60တဲ့ skin care ingredient ခုကိုကြားညှက်ပြီးလိမ့်လိုက်တဲ့သဘောပေါ့နော်အဲ့ဒါကို moisture sandwich method sandwich technique လို့ခေါ်ပါတယ်ဒုတိယတစ်နည်းကတော့ short contact therapy လို့ခေါ်ပါတယ်သူ့ရဲ့ short contact ဆိုတဲ့နာမည်အတိုင်းပဲဒီအသား60တဲ့ ingredient ကိုခဏပဲထားပြီးတော့လိမ့်တဲ့သဘောပေါ့အဓိကအဖြစ် vitamin cream တွေဖြစ်တဲ့ Adapalene cream တွေပြီးတော့ retinol လို serum မျိုးတွေကိုညနာပေါ်မှာခဏလိမ့်မယ်လိမ့်ပြီးတော့ကိုခဏနိုင်လောက်တဲ့အထိပေါ့နော်10မိနစ်ကနေနိုင်ဝက်အတွင်းထားပြီးတော့ရေပြန်ဆေးချတာပါရေပြန်ဆေးချတဲ့အခါမှာ non irritating cleanser Cetaphil gentle cleanser လိုမျိုးတွေကိုအသုံးပြုပေးရပါမယ်ပြီးမှပုံမှန် skin care routine အတိုင်းပဲ skin care ပြန်လိမ့်ပါမယ်ဒုတိယဒီလန် short contact therapy မှာပေါ့နော် vitamin A လို cream မျိုးအသား60တက်တဲ့ skin care ingredient ကိုမျက်နှာပေါ်ဓာတ်ရိုက်လိမ့်ပြီး10မိနစ်ကနေနိုင်ဝက်ထားတာရှိသလိုဒီ short contact therapy ကိုပဲခုနက moisture sandwich method နဲ့ပေါင်းစပ်ပြီးတော့ moisture ရဲ့ဓာတ်ရအသား60တက်တဲ့ skin care ingredient ရဲ့တတိယအလွှာ moisture ရဲ့3လွှာနဲ့ short contact therapy ထားလိမ့်လို့လည်းရပါတယ်နီလန်း2မျိုးကိုရောလိုက်တာပေါ့နော်ခုပြောပြသွားတဲ့နီလန်း2ခုပေါ့နော် moisture sandwich technique နဲ့ short contact therapy ကဒေါက်တာကိုရိုင်းလည်းအသုံးပြုနေပါတယ်အဲဒါကြောင့်ဒါပြောတဲ့နီလန်းလေးကိုဒီနော့စီရန်တွေကိုအသား6တက်ပင်မဲ့ anti aging အတွက်ပေါ့နော်လူပြိုခြင်းတဲ့အတွက်အသုံးပြုခြင်းနဲ့ဆိုရင်ဒီနီလန်းလေးကိုစမ်းကြည့်လို့ရပါတယ်ဒါဆိုရင်အသား60တက်တဲ့ skin care ingredient တွေကိုဘယ်လိုလိမ့်ရမလဲဆိုတာသိသွားပြီဆိုတော့နောက်ဗီဒီယိုအသစ်လေးမှာဘူးတုဒအသစ်လေးနဲ့ပြန်ဆောင်ကြမယ်နော်